မြန်မာနိုင်ငံမှာ developer လုပ်လို့ software ကုမ္ပဏီထောင်လို့ချမ်းသာနိုင်လားဆိုတဲ့မေးခွန်းကိုဒီနေ့ဖြေပေးပါမယ်။အဲ့တော့မြန်မာနိုင်ငံမှာ developer လုပ်သည်ပဲဖြစ်စေ software development ကုမ္ပဏီထောင်သည်ပဲဖြစ်စေမချမ်းသာနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအရင်လက်ထက်ကကိုယ့်ရဲ့ဦးလေးရွယ်တွေကိုယ့်ရဲ့ဒါအဖေရွယ်တွေလက်ထက်ကလေးကမြန်မာနိုင်ငံမှာဒါ software ကုမ္ပဏီရှိကြတယ်ပေါ့နော်ဆိုတော့သူတို့တွေကိုတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံရဲ့ top 10 top 50 တသေးတွေမဟုတ်နေကြပါဘူးအဲ့တော့အနည်းချုပ်ပြောရလို့ရှိရင်ဒီလုပ်ငန်းကိုကျွန်တော်တို့ကဝါစနာပါလို့အရန်မစုံမနစ်ကိုစိတ်ဝင်စားလို့စားယူယူမမိတ်လုပ်နေရတာဖြစ်ပါတယ်ဆိုတော့ IT နယ်ပယ်မှာဝင်လာတိုင်းကျွန်တော်တို့ကဝင်ငွေကောင်းတာမဟုတ်ပါဘူးဒီ programming နဲ့အဆင့်30ပြောကြတာပေါ့နော်ပထမအဆင့်ဆိုရင်ကျွန်တော်တို့ programming နဲ့ဘဝရပ်တည်နိုင်ဖို့နောက်တစ်ချက်ကဒီ programming နဲ့ပဲကျွန်တော်တို့ရဲ့ဒီဝင်ငွေတစ်ခုရစေဖို့နောက်နံပါတ်3ကတော့ programming နဲ့ချမ်းသာဖို့ပေါ့ဗျာအဲ့တော့မြန်မာနိုင်ငံမှာဆိုရင်တော့ programming နဲ့ဘဝရပ်တည်လို့ရလားဆိုရင်ရပ်တည်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာလည်းဒီ IT နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေလိုအပ်နေတဲ့ software တွေပြီးတော့လေ့လာနေတဲ့နေရာတွေအများကြီးပဲရှိပါတယ်ကိုယ့်ရဲ့အရေးချင်းတာတကယ်ရှိမယ်ဆိုရင်မြန်မာနိုင်ငံမှာ IT နဲ့တကယ်ရပ်တည်နိုင်ပါတယ်ကိုကအရေးချင်းမပြည့်ပြီစေလို့ရှိရင်တော့ဒါလာစားအရင်နေတဲ့အလုပ်တွေနဲ့တိုင်ပတ်နိုင်တာပေါ့ဗျာဒါပေမဲ့ကိုကတကယ်ကျွမ်းကျင်တယ်ကိုယ့်ရဲ့လုပ်ငန်းကိုလည်းတကယ်ကောင်းကောင်းမွန်မွန်တက်တည်ပြနိုင်တယ်ကိုယ့်ရဲ့ဒီပေါင်းသင်းဆက်ဆံရေး presentation skill တွေရှိမယ်ဆိုရင်မြန်မာနိုင်ငံမှာလည်း developer အလုပ်နဲ့ကောင်းကောင်းဘဝရပ်တည်နိုင်ပါတယ်ဒီထက်ပိုပြီးတော့မှကျွန်တော်တို့ဒါဘဝရက်တည်ရေးပြီးတော့ခါကျတော့ချမ်းသာရေးပေါ့နော်ဒါတွေကိုလုပ်ချင်ရင်တော့ကျွန်တော်တို့က international နဲ့ချိတ်ဆက်မိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ဒီ speaking skill ကလည်းဘယ်လိုပြောမလဲအဓိကတော့ကိုယ်ကဘယ်နိုင်ငံကအလုပ်တွေကိုအဓိကတွားချင်လဲဆိုတာစဉ်းစားဖို့လိုတယ်ချိုးကြောလဲဒါဂျပန်တို့ Chinese တို့ချိုးဆိုလဲ Russia တို့အများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့ရွေးချယ်မှုရဆိုရင်တော့ကျွန်တော်ကဒီ Western country တွေဖြစ်တဲ့ဒီ Europe တို့ America တို့ဒီဘက်ကကုမ္ပဏီတွေဒီကနေ job offer တွေရချင်တယ်ပြီးတော့ခါကျတော့ဒီ Silicon Valley မှာအလုပ်လုပ်ရတာမျိုးကျွန်တော်ငယ်ငယ်ကလေးကဒါ dream ချစ်ခဲ့တာဆိုတော့ကျွန်တော်အင်္ဂလိပ်စာကိုကောင်းအောင်ပို့ပြီးတော့လေ့လာတယ်လေ့ကျင့်တယ်ပြီးတဲ့ခါကျတော့ဒီအခွင့်အလမ်းတွေကိုယ့်ရဲ့ network တွေကိုအများအားတိုးချဲ့နိုင်မှုအတွက်ကြိုးစားနေတယ်လက်ရှိမှာလည်းကျွန်တော်ဒီ Saudi Asia တွေကဒီနိုင်ငံခြားကပေါ့နော် job offer တစ်ခုမှာကျွန်တော်အလုပ်လုပ်နေတာ remote အနေနဲ့ပေါ့နော်အလုပ်လုပ်နေတာဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံမှာလည်းကိုယ်ပိုင်ဒီcompany run နေတာလည်းရှိတယ်ဆိုတော့ ID နဲ့ကတော့အလုပ်လုပ်တတ်လို့ရှိရင်လုပ်ငန်းလည်းမရှားသလိုအတိုင်းအတာတစ်ခုထိအဆင်ပြေပါတယ်အဲ့တော့ဒီဗီဒီယိုကအခုမှ ID ကိုလေ့လာနေတဲ့ကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေအတွက်လုံးဝအကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ဖို့လိုအပ်နေတဲ့ mates တွေပေါင်းသင်းနေတိဖို့အတွက်လည်း like share comment လုပ်ပြီးတော့ကူညီသွားပေးလို့ရပါတယ်